AutoCAD ဖွင့်တာတော့သိပါတယ် double click ပေါ့တော့ဒီမှာ tools bar တွေလောက်တာဘာညာပြီကွာနည်းနည်းချောင်းလိုက်ရနေ့ကကျွန်တော်ပြောခဲ့တဲ့အတိုင်းပေါ့ဒါကတော့ title bar ဆိုတော့ title ဆိုတဲ့ခေါင်းစဉ်ပေါ့ဒါဆို AutoCAD 2010ဒါ drawing 1.dwg ဒီ file ရဲ့နာမည်က save လုပ်လိုက်မှဆိုရင် drawing 1နဲ့ auto save ပြီကိုတခြားနာမည်ပေးရင်လည်းပေးလို့ရတယ်ပြီးလို့ရှိရင်ဒါ menu bar ပေါ့ menu ဆိုတော့စားတောက်တိုင်းမှာ menu လို့ပေါ့ဗျာကျွန်တော်ကစင်းနေပါဟိုဟာဒါပေမဲ့တိတ်မသုံးဟုတ်တိတ်မသုံးပြီးတော့ဒီကောင်ဒီ 2 bar ဒါ standard 2 bar လို့ခေါ်ဒီကောင်ကဟိုပုံမှန်တိုင်းလဲပေါ်နေတတ်တယ်အားလေးကြလဲတချို့စက်တွေကြလဲမပေါ်ဘူးသူကဒီဟို floating 2 bar လို့ခေါ်တာပေါ့ရွှေ့လို့ရတယ်ဒါမှရွှေ့လို့ထားလို့ရတယ်ပြန်တက်လို့ရတယ်ရွှေ့လို့ရတယ်ဒီပိတ်ပလိုက်လို့ရတယ်ဘာလို့ဆိုလဲပိတ်ပလိုက်လို့ရတယ်ဟုတ်ဒါ watch page 2 bar ပေါ့နော် watch page 2 bar ပိတ်အရင်ဆုံးပိတ်ပြရမယ်နော်ဒီကောင်ကကြတော့ layer 2 bar ပေါ့ကောင်လည်းလို့ပိတ်လိုက်လို့ရတယ်ဒီကောင် properties 2 bar ကောင်လည်းလို့ပိတ်လို့ရတယ်ဆိုဘာမှမရှိတော့ပြီးတော့ရတဲ့အချိန်ကဟိုကိုသုံးခဲ့တဲ့ဆက်ကအဲ့လိုမျိုးမရှိဘူးဆိုလို့ရှိရင်ပြန်ပေါ်ချင်လို့ရှိရင်ဒီ menu bar မှာ right click နေလိုက်အဲ့မှာ sorry မှာဆိုရင် menu ကမရှိတော့ဘူးရှုပ်တဲ့ကြလို့ခါလေးချက်ဖြစ်တယ် menu မရှိတော့ဘာလုပ်ရလဲတော့ command line မှာ menu ပေါ့ menu ဆိုရိုက်လိုက်ပြီးရင် enter တစ်ချက်ခေါက်ပြီးရင်ဒီမှာနောက်ထပ် enter တစ်ချက်ခေါက်လိုက်ဟို AutoCAD မှာဖြစ်တဲ့အခါလည်းအားဒါဆိုရင် menu ကပြန်ပေါ်လာဒါအပေါ်ကအာကြီးကဒါ ribbon ဒီဟာ2 bar ဆိုတာ ribbon လို့ခေါ်တာပါနော်အကောင်ကြီးပိတ်ထားလို့ရတယ်ကျွန်တော်ကဒီမှာ AutoCAD classic ပြောင်းလိုက်မယ်ဟိုကောင်ကကျွန်တော်ပြော AutoCAD classic ဟုတ်AutoCAD classic ပြောင်းလိုက်အပေါ် menu ကပျောက်သွားတယ်ဒီမှာဆိုလို့ရှိရင်ဒီမလိုတဲ့ဟာတွေအကုန်လိုက်ပိတ်လိုက်အဲ့ဒါတိတ်မလို့ကဲဒီမှာအပေါ်မှာကိုလိုချင်တဲ့ tools bar တွေမပေါ်ဘူးဆိုရင်ဒီမှာ screen မှာ right click နှိပ်လိုက် right click ပြီး AutoCAD ဆိုတာရှိတယ် AutoCAD မှာဒီမှာ layer တို့property တို့ standard တို့ဒီကောင်တွေကတော့ပေါ်နေရအမှန်ချစ်ထားရင်ပေါ်တယ်ကျွန်တော်အမှန်ချစ်ကိုဖြောက်ကြည့်လိုက်မယ်နော်အဲဆိုရင် layer 2ကပျောက်သွားတယ်ပြန်ပေါ်ချင်တယ်ဆိုဒီမှာ right click နှိပ် AutoCAD layer မှာအမှန်ချစ်လိုက်အဲ့တော့ပြန်ပေါ်လာတယ်အဲ့လိုချင်းကျွန်တော်ဒီကလိုတာဒီဘောကဒီ tools bar ထားမယ်ဗျာဒီ workspace 2 bar ထားမယ် layer 2 bar ထားမယ်ဒီ standard 2 bar လည်းထားလိုက်ပြီးလို့ချင်းတော့ layer properties manager ကိုလည်းထားမယ် layer properties manager ကိုဘယ်လိုခေါ်လဲဆိုရင် LA ရနှိပ်ပြီးတော့ဆွဲသွားပို့လိုက်ဒါဆိုရင် layer properties manager ရှိတယ်ဒါရဲ့ဒါကိုဆွဲချက်လို့ရတယ်ဆွဲချုံလို့ရတယ်ကိုလိုချင်တဲ့ view တွေတိုင်းဟုတ်အဲ့တော့ပိတ်ထားလိုက်မယ်ပြီးနောက်တဲ့ကျွန်တော်သုံးတဲ့ဟာနောက်တစ်ခုကဘာလဲဆိုရင် properties 2 bar လို့ခေါ်တယ် properties 2 bar လို့ရင်ဘာကိုနှိပ်ရလဲဆိုတော့ control key ကို PP1 ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ဒါ properties 2 bar ပေါ်လာတယ်ဒါအသုံးကတော့နောက်မှပြောပြဒီအောင်ကလောဆယ်ဘေးမှာပဲကတ်ထားလိုက်မယ်ဆိုရင်ဘေးမှာဆွဲပြီးဒီလိုလည်းပြီးရင်ပေးထားလိုက်နော်ဒါကတော့ command line ပေါ့ဗျာ command line ဒါကြီးက drawing area လို့ခေါ်ဒါပုံစံမဲ့ area ပေါ့ဒါကြီးက UCS icon ဆိုတာ XY ရဲ့တန်ဖိုးဟုတ်ဒါ origin က00ရှိတာပေါ့နော်ဟိုကျွန်တော်ငယ်တော့သင်ရတယ်ဆို00 point ပြီးရင်01 02အဲ့လိုရှိရပြီးတော့ဒီအနှုတ်ပဲလည်းသွားလို့ရတယ်ဟုတ်ဒါဒီမှာ tab တွေမှာဆိုရင်ဒါ model layout 1 2ဆိုပြီးဒါ default ပါတယ် model ကပုံဆွဲတယ်များသောအားဖြင့်layout မှာပုံထုတ်တယ်ဒီမှာlayout နှစ်ခုရှိတယ်ဒါကိုကြိုက်တဲ့ size A3 size တွေ A2 size တွေအမျိုးစုံချိန်ထားလို့ရတယ်ဒါ model ခါလေးကြတော့တချို့စက်တွေမှာlayout tab မပေါ်ဘူး layout tab မပေါ်ရင်ဘာလုပ်ရလဲဆိုရင် OP ဆိုပြီး option ကိုနှိပ်လိုက်ပါပြီးရင် swivel ပို့လိုက်ဒီမှာ display tab မှာဒီ display layout and model tab ဆိုအဲ့ကောင်အမှန်ချင်းပြုံနေလို့ရှိရင်ဒီမှာlayout tab မပေါ်တော့အဲ့ဒါပုံထုတ်ရင်လည်းတိုင်ပတ်တာဆိုတော့ OP ပြန်ပေါ်မယ်ဆိုလို့ရှိရင် display tab က display layout and model tab ဆိုတော့နှိပ်ပြီးတော့ apply okay လို့ရှိရင်ဒီအောက်မှာ2စီရှိရယ်ပုံမှန်ဆိုချို့ဆို use icon ဖြစ်နေကျွန်တော်ကတော့ဟိုဟာနဲ့ပဲသုံးပါဆိုတော့ use icon မှန်ချို့လိုက်စာရန်ပေါ်တယ်ဒီမှာ
ဘာတွေသုံးတာများဆိုတော့ object snap သုံးတာများတယ်ပြီး auto သုံးတာများတယ်ဟုတ်ပြောတော့ဒီ DYN ဆိုတာ DYN on နေလို့ရှိရင်ဒီဟိုဘေးမှာစာထိုးပြီးတော့နော်ဟိုဒီ crosshair ဘေးမှာဒီအပေါင်းလက္ခဏာလေးကိုတော့ crosshair လို့ဟုတ်ကဲ့တော့ဒီ command တစ်ခုရိုက်လိုက်ကြမှာကိုမှားပါရင် escape ပြေးလိုက်ရင် auto ပြန်ထွက်တယ်ဒီကတော့ဘိန်းလုံးကတော့ဗျာ zoom in zoom out ပေါ့ပြီးတော့ကြတော့hand to သုံးရင် mouse လေးကိုဖိထားလို့ရှိရင်ဟုတ်သုံးလိုက်ဟုတ်အခုဆိုရင်ဒါကျွန်တော်စိတ်ကြိုက်ချိန်ပြီးသွားတယ်ချိန်ပြီးသွားတဲ့အချိန်မှာခါကျတချို့လူတွေလာပြီးကလိသွားတယ်စက်က setting တွေပြောင်းသွားတယ်ပြောင်းသွားတဲ့အချိန်မှာကျွန်တော် save လုပ်ထားလို့ရတယ်အဲ့တော့ဒီကောင်ကိုရိုးဝင်းနာမည်နဲ့ save လုပ်မယ်ဆိုရင် save current as ဆိုတာနေတယ်အဲ့မှာရိုးဝင်း 2D okay save ထားလိုက်ဒါဆိုရင်ကျွန်တော်စိတ်ကြိုက် save ပြီးသွားတယ်စိတ်ဆိုတချို့ကလာပြီးတော့ကိုယ်ဆက်ကလိသွားတယ် 3D model တွေပါညာရှောက်ပေါ်နေဘုံကကြိုးကြောင်လေး setting တွေပြုတ်သွားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုလာပြီးတော့ရိုးဝင်း 2D ကိုပြန်ကလစ်နေလိုက်တာနဲ့ဒီပုံစံနဲ့ပြန်ပြောသွားဟုတ်ဒါကတစ်ပိုင်းပေါ့